Thierry Henry Kevin De Bruyne ရဲ့စံချိန်ကိုလိုက်မိခဲ့ပြီးဖြစ်တဲ့ Bruno Fernandes Premier League သမိုင်းမှာအထင်ကရဖြစ်တဲ့စံချိန်တစ်ခုကိုလိုက်မိခဲ့တဲ့ Manchester United ရဲ့ကပတိန် Bruno Fernandes အကြောင်းပါရာသီတစ်ခုထဲမှာ assist 20ပေးနိုင်ခဲ့ပြီး Thierry Henry နဲ့ Kevin De Bruyne တို့ရဲ့စံချိန်ကိုလိုက်မိခဲ့တဲ့အံ့ဖွယ်ရာခရီးလမ်းပဲဖြစ်ပါတယ်ပထမဆုံးဒီစံချိန်ရဲ့သမိုင်းကြောင်းကိုပြန်ကြည့်ရအောင်2000သူည3ရာသီမှာ Arsenal ရဲ့ဒဏ္ဍာရီတိုက်စစ်မှု Thierry Henry က Premier League ရာသီတစ်ခုထဲမှာ assist 20ပေးနိုင်ခဲ့ပြီးစံချိန်တစ်တင်ခဲ့ပါတယ်ဒီစံချိန်ဟာနှစ်ပေါင်း18နှစ်ကြာမည်သူမှမချိုးဖျက်နိုင်ခဲ့ပါဘူး2019-20ရာသီရောက်မှာ Manchester City ရဲ့ဖန်တီးရှင် Kevin De Bruyne က Henry ရဲ့စံချိန်ကိုလိုက်မိနိုင်ခဲ့ပါတယ်ဒီနှစ်ယောက်ဟာ Premier League သမိုင်းမှာရာသီတစ်ခုထဲအတွင်းအများဆုံး assist ပေးနိုင်ခဲ့တဲ့ကစားသမားများအဖြစ်ရပ်တည်နေခဲ့ပါတယ်တတိယနေရာမှာတော့ Arsenal ရဲ့ Mesut Ozil က2015-16ရာသီမှာ assist 19ခုနဲ့ရပ်တည်ခဲ့ပါတယ်ဒီစံချိန်ကိုချိုးဖျက်ဖို့ဘယ်သူမှမစွမ်းဆောင်နိုင်ခဲ့ဘူးလို့ထင်ရတဲ့အချိန်မှာ Bruno Fernandes ဆိုတဲ့ပေါ်တူဂီလူမျိုး playmaker တစ်ယောက်ထွက်ပေါ်လာခဲ့ပါတယ် Bruno Fernandes ဟာ2025-26ရာသီမှာ Michael Carrick ရဲ့လက်အောက်မှာအမခန်းပြန်လည်ရှင်သန်လာခဲ့ပါတယ် Carrick ဟာရာသီအလယ်မှာ Manchester United ရဲ့ interim head coach ဖြစ်တာဝန်ယူခဲ့ပြီးအသင်းကိုထူးခြားတဲ့ပြန်လည်ထူထောင်မှုတစ်ခုလှုပ်ဆောင်နိုင်ခဲ့ပါတယ်Carrick ရဲ့နီးပရိရဲ့အောက်မှာ Fernandes ဟာသူ့ရဲ့အကောင်းဆုံးဘောလုံးကိုကစားနိုင်ခဲ့ပြီးဖန်တီးမှုပိုင်းမှာထိပ်ဆုံးကနေဦးဆောင်နိုင်ခဲ့ပါတယ်။သူဟာရာသီစတင်ချိန်ကတည်းကဖန်တီးမှုပိုင်းမှာထူးချွန်ခဲ့ပြီး assist တွေကိုတစ်ခုပြီးတစ်ခုစုဆောင်းလာခဲ့ပါတယ်။သူ့ရဲ့ nearest rival ဖြစ်တဲ့ Manchester City ရဲ့ Ryan Cherki ထက် assist 9ခုပိုများခဲ့တာကိုကြည့်ရင်သူဘယ်လောက်ထူးချွန်ခဲ့တယ်ဆိုတာသိနိုင်ပါတယ်။ Fernandes ဟာ David Beckham ရဲ့ Manchester United ရာသီတစ်ခုရဲ့ assist record ကိုလည်းကျော်ဖြတ်နိုင်ခဲ့ပါတယ်။သူ career မှာ Manchester United အတွက် Premier League တစ်ခုထဲမှာ assist 80ပေးထားပြီးဖြစ်ပြီး Wayne Rooney နဲ့ Ryan Giggs တို့နောက်မှာဂိုးသွင်း100ကျော်နဲ့ assist 100ကျော်ပေးထားတဲ့တတိယမြောက်ကစားသမားလည်းဖြစ်ပါတယ်။ AP လ29ရက်နေ့မှာ Brentford ကို2-1နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ Fernandes က Benjamin Sesko ကိုဂိုးသွင်းခွင့်ဖန်တီးပေးခဲ့ပြီးရာသီအတွင်း assist 19ခုမြောက်ရရှိခဲ့ပါတယ်။ဒီအချိန်မှာ Mesut Ozil ရဲ့တတိယနေရာ record ကိုကျော်ဖြတ်ပြီးဖြစ်ပါတယ်။ဒါပေမဲ့20ခုမြောက် assist အတွက်တော့စောင့်ဆိုင်းရပါတယ် Liverpool ပွဲမှာ Fernandes ရဲ့ဖန်တီးမှုတစ်ခုကို deflection ဖြစ်သွားတဲ့အတွက် assist အဖြစ်အတိအမှတ်မပြုခဲ့ပါဘူး။ဒါပေမဲ့ Benjamin Sesko ကတော့ဂိုးသွင်းနိုင်ခဲ့ပါတယ်။ဒီအချိန်မှာ Fernandes ဟာစိတ်ပျက်စရာကြုံခဲ့ရပေမဲ့သူ့ရဲ့ဇွဲသတ္တိနဲ့ဆက်လက်ကြိုးစားခဲ့ပါတယ်။နောက်ဆုံးမှာတော့ Nottingham Forest ပွဲမှာ Fernandes ကညာဘက်ခြမ်းကနေ cross တစ်လုံးတင်ပေးခဲ့ပြီး Bryan Mbeumo ကိုဂိုးသွင်းခွင့်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒါဟာသူ့ရဲ့ရာသီအတွင်း20ခုမြောက် assist ဖြစ်ပြီး Thierry Henry နဲ့Kevin De Bruyne တို့ရဲ့ Premier League all-time record ကိုလိုက်မိခဲ့တဲ့သမိုင်းဝင်အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ Fernandes ရဲ့ဒီရာသီအောင်မြင်မှုဟာသူ့ကိုယ်ပိုင်စွမ်းရည်တစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ Michael Carrick ရဲ့ tactical system ဟာ Fernandes ကိုပိုမိုလွတ်လပ်စွာကစားခွင့်ပေးခဲ့ပြီးသူ့ရဲ့ဖန်တီးမှုစွမ်းရည်ကိုအပြည့်အဝဖော်ထုတ်နိုင်ခဲ့ပါတယ်။ Carrick ဟာ Premier League Manager of the Season shortlist မှာလည်းပါဝင်ခဲ့ပြီး Manchester United ကို Champions League qualification ရအောင်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။လက်တလောသတင်းများအရ Manchester United ဟာ Carrick ကို permanent head coach အဖြစ်ခန့်အပ်ဖို့သဘောတူညီမှုရရှိပြီးဖြစ်ပါတယ်။ Fernandes ရဲ့ဒီရာသီထူးချွန်မှုကြောင့် Football Writers Association for Footballer of the Year ဆုကိုလည်းရရှိခဲ့ပါတယ်။ Declan Rice အပါအဝင်အခြားထူးချွန်ကစားသမားများကိုကျော်ဖြတ်ပြီးဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ဒါဟာသူ့ရဲ့ရာသီတစ်ခုလုံးညီညွတ်မှုနဲ့ထူးချွန်မှုကိုပြသနေပါတယ်။ရာသီနောက်ဆုံးပွဲ Brighton Hove Albion ပွဲကြန့်ရှိနေသေးတဲ့အတွက် Fernandes မှာစံချိန်ကိုချိုးဖျက်ဖို့အခွင့်အရေးရှိနေပါသေးတယ်။ assist 20ခုရရှိနိုင်ခဲ့ရင် Premier League သမိုင်းမှာရာသီတစ်ခုတည်းအများဆုံး assist ပေးနိုင်တဲ့ကစားသမားအဖြစ်သမိုင်းသစ်ရေးထိုးနိုင်မှာဖြစ်ပါတယ်။ Bruno Fernandes ရဲ့ Manchester United career ကိုပြန်ကြည့်ရင်သူဟာ2020ခုနှစ်မှာ Sporting Lisbon ကနေပြောင်းရွှေ့လာခဲ့ပြီးပွဲပေါင်း228ပွဲကစားကာဂိုး80သွင်းပြီး assist 80ပေးထားပါတယ်။ career တစ်ခုလုံးမှာဂိုး212နဲ့ assist 168ခုရရှိထားပြီး goal involvement ပေါင်း380ရှိပါတယ်။ဒါဟာသူဘလောက်ထူးချွန်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာပြသနေပါတယ်။ Fernandes ရဲ့ကစားဟန်ကိုကြည့်ရင်သူဟာရိုးရိုး assist ပေးတာမဟုတ်ပါဘူး။သူ့ရဲ့ vision, passing range, set piece delivery နဲ့ဂိုးသွင်းခွင့်ဖန်တီးနိုင်စွမ်းဟာ world class အဆင့်ဖြစ်ပါတယ်။ဒီရာသီမှာသူဖန်တီးပေးခဲ့တဲ့ chances created အရေအတွက်ဟာ Premier League မှာထိပ်ဆုံးမှာရှိနေပါတယ်။ စံချိန်ရဲ့အဓိပ္ပာယ်ကဘာလဲ Premier League ရဲ့32ကျော်သမိုင်းမှာရာသီတစ်ခုတည်း assist 20ပေးနိုင်ခဲ့တဲ့ကစားသမား3ယောက်ပဲရှိပါတယ်။ Henry, De Bruyne နဲ့အခု Fernandes ပါဒါဟာဘလောက်ခက်ခဲတဲ့စံချိန်တစ်ခုလဲဆိုတာပြသနေပါတယ်။ Mesut Ozil တောင်19ခုပဲရခဲ့ပြီးဒီစံချိန်ကိုမမီခဲ့ပါဘူး။ Manchester United ဟာ
ဒီရာသီမှာ Champions League Qualification ရရှိပြီးဖြစ်ပြီး2026-29ရာသီမှာဥရောပရဲ့ထိပ်တန်းပြိုင်ပွဲမှာရှင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။ Fernandes ရဲ့ဦးဆောင်မှုအောက်မှာ United ဟာပြန်လည်ထူထောင်ရေးလမ်းကြောင်းပေါ်မှာရှိနေပြီးအနာဂတ်အတွက်မျှော်လင့်ချက်အပြည့်ရှိနေပါတယ်။ Bruno Fernandes ဟာဒီရာသီမှာ Premier League ရဲ့အကြီးကျယ်ဆုံးဖန်တီးရှင်များနဲ့ရင်ပေါင်တန်းနိုင်ခဲ့ပါပြီ။ Thierry Henry နဲ့ Kevin De Bruyne တို့လိုဒဏ္ဍာရီကစားသမားတွေနဲ့အတူတူစံချိန်မှာရပ်တည်နေတာဟာသူ့ရဲ့ greatness ကိုသက်သေပြနေပါတယ်။ Brighton ပွဲမှာ assist ထက်ရနိုင်ခဲ့ရင်သူဟာ Premier League သမိုင်းမှာတဦးရဲ့ထိပ်ဆုံးမှာရပ်တည်သွားမှာဖြစ်ပါတယ်။ Bruno Fernandes ရဲ့ဒဏ္ဍာရီဆက်လက်ရေးသားဆဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Like, Share နဲ့ Subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။